အခုပြောပြမယ့်သတင်းက2026ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ထုတ် Football Transfer သတင်းဌာနရဲ့ဖော်ပြချက်ဖြစ်ပြီး Manchester United အသင်းက Crystal Palace အသင်းရဲ့ကွင်းလယ်လူ Adam Wharton ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အကြောင်းဖြစ်ပါတယ်။ Man U အသင်းအနေဖြင့်နင်းတို့၏ကျယ်ပွင့်ကွင်းလယ်လူသစ်အတွက်ယူရို95တန်းပေးချေရန်တောင်းဆိုခံရပါတယ်။ Crystal Palace အသင်းဟာ United ရဲ့ပြစ်မှတ်ဖြစ်တဲ့အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူ Adam Wharton အတွက်ပြောင်းရွှေ့ကြေးကိုယူရို95တန်းပေါင်82တန်းခန့်အထိသတ်မှတ်လိုက်ကြောင်းသိရပါတယ်။ အသက်22နှစ်အရွယ်ဝါတန်ကို Man U အပြင် Chelsea, Liverpool, Real Madrid နဲ့စပါးအသင်းတို့ကလည်းစောင့်ကြည့်နေကြပါတယ်။ ဒါပေမဲ့ Man U အသင်းကတော့ခေါ်ယူဖို့ရေပန်းအစားဆုံးအသင်းအဖြစ်ရှိနေပါတယ်။ Man U အသင်းဟာလာမယ့်ဇူလိုင်လမှာစာချုပ်သက်တမ်းကုန်ဆုံးမဲ့ Casemiro ရဲ့နေရာမှာအစားထိုးဖို့အရေးသွေးမြင့်ကွင်းလယ်လူတဦးကိုအသည်းအသန်ရှာဖွေနေတာဖြစ်ပါတယ်။ ဝါတန်အပြင် Nottingham Forest က Elliot Anderson နဲ့ Brighton က Carlos Baleba တို့ကိုလည်းနီးပြ Michael Carrick ကစိတ်ဝင်စားနေပါတယ်။ အစောပိုင်းသတင်းတွေအရဝါတန်ရဲ့တန်ဖိုးဟာယူရို85တန်းဝန်းကျင်ရှိမယ်လို့ခန့်မှန်းခဲ့ကြပေမဲ့အခုခါမှာတော့ Palace ဘက်ကယူရို95တန်းအထိတိုးမြင့်တောင်းဆိုလာတာဖြစ်ပါတယ်။လက်ရှိခြေစွမ်းမှာတော့ဝါတန်ဟာဒီရာသီမှာ Palace အတွက်အဓိကကစားသမားအဖြစ်ခြေစွမ်းပြနေပြီးအင်္ဂလန်လက်ရွေးစင်အသင်းမှာလည်းပုံမှန်ရွေးချယ်ခံရဖို့အလားအလာကောင်းနေသူဖြစ်ပါတယ်။ယင်းဟာကွင်းလယ်မှာကစားကွက်ထိန်းကျောင်းနိုင်မှုနဲ့ဉာဏ်ရည်ထက်မြက်တဲ့ကစားဟန်ကြောင့်နာမည်ကြီးနေပါတယ်။နောက်ထပ်သတင်းတစ်ခုကတော့ Manchester United ထက်ဘာစီလိုနာကိုပိုဦးစားပေးရန်ဆုံးဖြတ်နေတဲ့ Rashford ပါ။လက်ရှိမှာ Man U အသင်းကနေဘာစီလိုနာအသင်းစီအငှားနဲ့တွားရောက်ကစားနေတဲ့ Rashford ဟာအသင်းမှာပုံမှန်ပွဲထွက်ခွင့်မရသေးပေမဲ့ဒီရာသီမှာဂိုး10ဂိုးသွင်းယူထားပြီးဂိုးဖန်တီးမှု10ကြိမ်ပြုလုပ်ပေးထားကခြေစွမ်းပြနေပါတယ်။ဘာစီလိုနာအသင်းဟာရာသီကုန်မှာ Rashford ကိုယူရိုတန်း30ပေါင်26တန်းခန့်နဲ့အပြီးသက်ဝယ်ယူခွင့်ရှိနေပါတယ်။ Man U နီးပြသစ် Michael Carrick က Rashford ကိုလာမယ့်ရာသီမှာအသင်းစီပြန်ခေါ်ချင်နေပေမဲ့ Rashford ကတော့ Old Trafford ကိုပြန်ဖို့ဆန္ဒမရှိတော့ကြောင်းသိရပါတယ်။ Rashford ဟာစပိန်မှာအခြေကျနေပြီး2026ကမ္ဘာ့ဖလားအပြီးမှာလည်းဘာစီလိုနာမှာသာဆက်နေချင်တယ်လို့အသင်းကိုအသိပေးထားပါတယ်။သူဟာအသင်းမှာဆက်နေခွင့်ရဖို့အတွက်လစာလျှော့ယူဖို့တောင်အသင့်ရှိနေပါတယ်။2013ခုနှစ် Sir Alex Ferguson ထွက်ခွာသွားပြီးနောက်ပိုင်း Man U အသင်းရဲ့ရေရှည်စီမံကိန်းတွေအပေါ် Rashford ကယုံကြည်မှုပျောက်ဆုံးနေတာကြောင့်ဖြစ်ပါတယ်။ရှေ့ဆက်ဖြစ်လာနိုင်ခြေဘာစီလိုနာအသင်းကသာသူ့ကိုအပြီးသက်မဝယ်ယူဖြစ်ခဲ့ရင်တောင် Rashford ဟာ Man U ကိုပြန်မဲ့အစားတခြားကလပ်အသင်းတစ်ခုခုကိုသာပြောင်းရွှေ့ဖို့ဦးစားပေးသွားမှာဖြစ်ပါတယ်။လက်ရှိမှာတော့ဘာစီလိုနာနီးပြ Hansi Flick က Rashford ရဲ့စွမ်းဆောင်ရည်အပေါ်ကျေနပ်မှုရှိနေပါတယ်။ကျွန်တော် channel လေးကိုကြည့်ယူပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကျွန်တော် YouTube channel လေးကို subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာ။